အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ MTC မြန်မာ Technical Channel ကနေမှထပ်မံကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာတွေကတော့ YouTube Channel အကောင့်ကိုကျွန်တော်ဘယ်လိုဖောက်ရမလဲဆိုတာလေးကိုပြပြပေးပါမယ်ဆိုတော့ YouTube Channel ဖောက်မယ်ဆိုရင်ခဏလုံးက application နဲ့ဖောက်လို့မရပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ Chrome ထဲဝင်မှာဖောက်ပြရမှာပဲဖြစ်ပါတယ်ဆိုတော့ Chrome ထဲမှာဝင်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ search bar မှာ youtube.com ကိုကျွန်တော်တို့ရိုက်ရှာပေးရမှာပဲဖြစ်ပါတယ် youtube.com ကိုရိုက်ရှာပြီးတော့ပြီဆိုရင်ကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါOkay ဆိုတော့ဒီလိုပုံစံလေးပေါ်လာမှာပေါ့နော်ဒီလိုပုံစံအားစားကြတော့ site အသေးဖြစ်နေတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ညာဘက်အပေါ်တောင်းမှာ S30 ရှိတဲ့အဲ့အရာလေးတစ်ချက်နှိပ်ပါပြီးတော့ရင်အောက်နည်းနည်းလေးဆွဲတင်ပြီးမှ desktop style ဆိုတာလေးရှိအဲ့အရာလေးတစ်ချက်ပြန်နှိပ်လိုက်ပါတော့အဲ့ဆိုရင်ကွန်ပျူတာမှာမြင်ရတဲ့ပုံစံလေးဖြစ်တော့မှာပေါ့နော်Okay ဒီလိုပုံစံလေးမြင်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီညာဘက်အစိမ်းရောင်လေးရှိတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ profile ပုံစံလေးအဲ့အရာလေးကိုတစ်ချက်ပြန်နှိပ်ရမှာပေါ့နော်နေပြီးတော့ပြီဆိုရင်အောက်မှာစတင်ဆိုမှရှိတယ်နည်းနည်းလေးတော့တေးနေရပါတော့ကိုယ့်ဘက်ကိုဖြဲကြည့်လိုက်လို့လေစတင်ကိုနှိပ်ပြီးမှကျွန်တော်တို့ဒီရဲ့ဟာဒီလိုပုံစံလေးပေါ်လာမယ်ဆိုရင်အပေါ်ကဒုတိယစာတောင် create a new channel ဆိုမှရှိတယ်ပေါ့နော်အဲ့ဒါလေးဖြဲကြည့်လို့ရတယ်မမြင်အောင်ဆိုရင်ပေါ့နော် Okay ဆိုတော့ဒီလိုပုံစံလေးပေါ်လာမယ်ဆိုရင်ကျွန်တော်တို့ channel နာမည်လေးထည့်ပေးရမှာပေါ့နော်ဒီမှာကိုလုံးမဲ့ YouTube channel ရဲ့နာမည်လေးကိုထည့်ပေးရမယ်ထည့်ပြီးတော့ပြီဆိုရင်ဒီမှာ create channel လေးရှိရပါတော့ channel တိလုပ်မယ်ဆိုမှအပြောင်စာတန်းလေးရှိတဲ့အဲ့အရာလေးကိုတစ်ချက်ပြန်မှနှိပ်လိုက်ပါအဲဆိုရင်ကျွန်တော်တို့ channel အကောင့်ဖွင့်တာပထမသစဉ်ပြီးတော့ပြီပေါ့နော်ပြီးရင်ကျွန်တော်တို့အနေနဲ့ဒီပုံတင်တာလေးသူ့ရဲ့ description တွေရေးမှာပေါ့နော်ဘာအကြောင်းအရာနဲ့ပတ်သက်မှတင်ပါလေးဆိုတာလေးကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်ဆိုတော့ပုံတွေကျွန်တော်ပုံထည့်တဲ့အဆင့်ကတော့နည်းနည်းကြော်လိုက်တယ်တော့ပေါ့နော်ပုံကကျတော့ကျွန်တော် profile ပုံနဲ့ဒီရဲ့ banner ပုံနဲ့နှစ်ပုံထည့်ပေးရတယ်ပြီးရင် description မှာဆိုရင်ကျွန်တော်တို့ဒီ channel ကဘာ channel ဖြစ်ပါတယ်ဘာလီတင်ဆက်တယ်ဆိုတာလေးကိုကျွန်တော်တို့ရေးမှာစိတ်မှာဒီလိုလေးထားပေးရမှာပေါ့နော်ဆိုတော့ဒါလေးကကျတော့ကျွန်တော်တို့ YouTube channel အကောင့်ဖွင့်တဲ့နည်းလေးပြီးသွားပြီပေါ့နော်တခြားသိချင်တဲ့အကြောင်းအရာလေးမှရှိတယ်ဆိုရင်လည်း comment အောက်မှာရေးခဲ့လို့ရပါတယ် see you next video